ကြီးပေါင်းတဲ့တောင်းထားတဲ့ client လေးရှိပါတယ် followers တွေရှိပါတယ်เนาะအဲ့တော့ဒီ post ကကျွန်တော် cat cow လို့ခေါ်တယ်တုတ်ပြလိုက်ပါခေါင်းလေးကိုမော့မယ်ရင်လေးကိုကော့မယ်တင်မလေးကိုကောက်မယ်အဲ့အချိန်မှာအသက်ရှူပါအသက်ရှူပြီးတော့ရှူထုတ်ပါဟုတ်ပြီရှူထုတ်တဲ့အခါမှာခါးလေးကိုကုန်းလိုက်ခါငယ်ပုံစံကုန်းလိုက်အဲ့အချိန်မှာရှူထုတ်လိုက်เนาะ okay ဒီပုံစံကိုလုပ်ချင်ရပြန်ကျွန်တော်တို့ဒီ cervical လို့ခေါ်တဲ့ living you ကနေပြီးတော့ကြောယူကနေခါယူဒီမဆုံရုပ်အထိနော်လှုပ်ရှားမှုကိုပို့ပြီးတော့ကောင်းစေတယ် joint တွေကို mobilize လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြီးပေါင်းကိုကာကွယ်ပေးတယ်နော်တစ်ခုနဲ့တစ်ခု fuse ဖြစ်သွားတာတို့နော်သူကပြီးတော့ရိုးတွေပေါ်မှာကစစ်ရိုးတွေပေါ်မှာပုတ်တိုက်မှုကိုလည်းသူကတိတ်ပြီးတော့မရှိစေဘူးဘာကြောင့်လဲဆိုတော့သူကကျွန်တော်တို့လက်နဲ့ဒူးကောင်းတွေကိုကြမ်းမြတ်မှာထောက်ထားတာဖြစ်တဲ့အတွက်ခန္ဓာကိုယ် weight ကတက်ရောက်မှုတိတ်မရှိဘူးနော်ဒါလေးကိုလုပ်လို့ရတယ်ဒါပေမဲ့ဒီမှာမလုံးသင့်တဲ့လူတွေကဘာလဲဆိုတော့အောင်ချောပြီးတဲ့လက္ခဏာတွေ radiculopathy လို့ခေါ်တယ်လက်ထိပ်တွေတအားကျင်တာတို့ခြေပြားတွေတအားကျင်တာပေါင်ဖေးတွေတအားကျင်တာတို့အဲ့လိုမျိုးလူတွေကတော့ဒါတွေကိုစမ်းကြည့်ပါစမ်းကြည့်လို့အဲ့လက္ခဏာတွေပေါ်လာတယ်ခါထဲမှာပူသလိုခံစားရတယ်ခေါင်းထဲမှာပူသလိုခံစားရတယ်ခေါင်းမူးတယ်အောင်ချောပြီးတဲ့လက္ခဏာရှိတယ်ဆိုရင်တော့ဒါကိုတအားမလုပ်ပါနဲ့နော် osteophytes တွေခေါ်တဲ့ဒီ bone spar လေးတွေအောင်ချောကိုသွားဖိရင်ကျင်တတ်တယ်အဲ့တော့ယောဂမှာဆိုရင်ဒါကို Marjaya Sana လို့ခေါ်တယ်Bitila Sana လို့လည်းခေါ်ပါတယ်เนาะအင်မတန်မှကောင်းတဲ့ယောဂအာဆန်လေးတစ်ခုဖြစ်ပါတယ်နောက်နေ့ဒီမှာဆက်ပြီးတော့တင်ပေးပါအောင်မယ်เนาะကျေးဇူးအများကြီးတင်ပါတယ်